နေ့ထမင်းကတော့ဒီမှာမြင့်ချင်ငပုတ်တင်ခေါ်တခါးသီးချက်စားရမယ်ဒီဘက်ကလည်းတော့စားမြင့်ချင်နဲ့ချင်မောင်ကားနဲ့စားကြလို့မပေါ့နော်ဒီနေ့ချက်စားလိုက်တာမြင့်ချင်တော့ချင်တယ်ငပုတ်တင်ကြောက်ကိုချက်တယ်ကြော်ပြီးတော့ချက်တယ်ခင်းနေတယ်ရမ်းစားကောင်းဘာမှမစားရဘူးကမမေးတယ်မစားတော့လာကြည့်မင်္ဂလာပါလို့ပြောမင်္ဂလာပါ မင်္ဂလာပါကားပြနည်းနည်းကားပြကားပြတဲ့သူစောနေရကားကိုပြပါတယ်မှမမေးတယ်မစားနိုင်နဲ့စားကောင်းအဓိကခင်းကောင်းမှုမလို့စားကောင်းမှုလို့စားတဲ့အချိန်မှာကောင်းကောင်းလေးစားဖို့လိုတယ်စားကြပါဦးနော်